လိုရေဟိုးရှိအခါတော့ငါပေါ့ကွယ်မြောက်ကလေးတစ်ကောင်ရှိတဲ့အဲ့ဒီမြောက်ကလေးကတခြားမြောက်တွေနဲ့မတူဘူးတဲ့တခြားမြောက်တွေထက်ထွားကြိုင်းနေပေါ်ပါတွက်လက်တာကလည်းအလွန်ပဲအာကောင်းမောင်းတန်လင်းမြန်လွန်းလာတဲ့အပြင်အတိညာအမျှော်အမြင်စင်စင်တုံတရားကလည်းကြီးမားလွန်းလာပါပြီရဲ့တဲ့မြောက်တွေအားလုံးထက်ထူးခြားတဲ့မြောက်ကလေးပေါ့ကွယ်အဲ့ဒီမြောက်ကလေးကတခြားမြောက်တွေနဲ့လည်းအတူမနေဘူးသူ့တကောင်နဲ့ပဲတိချနေတယ်သူနေတဲ့နေရာကတော့မြစ်ကမ်းရဲ့တနေရာမှာပါပဲအဲ့ဒီမြောက်ကလေးနေတဲ့မြစ်ရဲ့အလဲမှာကျွန်းကြီးတစ်ကျွန်းလဲရှိတယ်ကျွန်းဆိုတာရေပတ်လဲဝိုင်းရံထားတဲ့ကုန်းမြေကိုခေါ်တာပေါ့ကွယ်အဲ့ဒီကျွန်းပေါ်မှာတရက်မာလကာဩစာပိန်းတဲ့ငပြော့အုံစတဲ့အပင်ကြီးတွေအများကြီးပဲတဲ့ကလေးတို့ရဲ့မြစ်လဲကကျွန်းပေါ်မှာရှိတဲ့အသီးတွေကိုခူးဆွစားသုံးရပြီတော့မယ်အဲ့ဒီလိုမြောက်ကလေးကစဉ်းစားမိတာပေါ့ကလေးတို့ရဲ့မြေကမ်းတစ်ပေးမှာနေတဲ့မြောက်ကလေးဟာကျွန်းပေါ်မှာရှိနေတဲ့အသီးတွေကိုခူးဆွစားသုံးဖို့အကြံပေါ်လာတာပေါ့မြစ်ကိုကြော်ဖြတ်ပြီးမှကျွန်းပေါ်ကိုရောက်နိုင်မယ်လေကျွန်းပေါ်ရောက်အောင်ဘယ်လိုသွားရမလဲဆိုတာမြောက်ကလေးကစဉ်းစားတော့တာပါပဲအဲ့ဒီကျွန်းငယ်လေးရဲ့ဘေးမှာအင်မတန်မှကြီးမားလာတဲ့ကြောက်ဖြာကြီးကိုလည်းမြောက်ကလေးကမြင်နေရတယ်တဲ့မြေကမ်းတစ်ဘူးကနေခုန်လိုက်ရင်ကြောက်ဖြာကြီးပေါ်ကိုရောက်မှာပဲကြောက်ဖြာကြီးပေါ်ရောက်တော့မှကျွန်းပေါ်ကိုကူးသွားရမယ်လို့မြောက်ကလေးကစဉ်းစားနေရင်မှပဲအကြံပေါ်လာတယ်တဲ့ပေါ်လာတဲ့အကြံအတိုင်းမြေကမ်းတစ်ဘူးကနေအာယူပြီးလွှားကနေခုန်လိုက်တာကြောက်ဖြာကြီးပေါ်ကိုရောက်သွားပါလေရောတဲ့ကလေးတို့ရဲ့ကြောက်ဖြာပေါ်ရောက်တာနဲ့ကျွန်းပေါ်ကိုရောက်အောင်အပြေးသွားလိုက်တယ်ကျွန်းပေါ်ရောက်တော့ကျွန်းပေါ်မှာရှိတဲ့အပင်အမျိုးမျိုးကအသီးမျိုးမျိုးကိုခူးဆွပြီးတော့စားနေတော့တာပါပဲကွယ်အင်မတန်မှအရသာရှိလာပါကလားနဲ့ရသားကလည်းချုံမွေးနေတာနဲ့တုတ်တာနဲ့တော့မလဲနိုင်ပြီဘူးမြောက်ကလေးကတွေ့ရအပင်ပေါ်ကိုတက်ပြီးတွေ့ရအသီးတွေကိုခူးဆွစားနေတော့တာပေါ့နဲ့တုတ်တာထက်ကောင်းတဲ့အရသာကိုတွေ့နေရတော့မြောက်ကလေးပျော်နေတာပေါ့ကလေးတို့ရဲ့ကျွန်းမော်ကိုဘယ်သူမှမရောက်နိုင်ကြလေတော့အပင်မော်ကအသီးနေတဲ့အသီးတွေဟာပင်မဲ့တွေကြီးပဲပင်မဲ့ဆိုတာပို့ချိုးတယ်လေကလေးတို့ရဲ့ပို့ပြီးတော့လဲစားလို့ကောင်းတယ်မွေးလိုက်တာမှလည်းကြိုင်းနေတာပဲမိုးမချုံပြီးငါနေတဲ့နေရာကိုရောက်အောင်ပြန်ရမယ်လို့ပြောပြီးအသီးမျိုးစုံကိုတစ်နေ့တာလုံးခူးဆွစားနေတော့တယ်နေဝင်ကနီးတော့ကြောက်ဖြာဘောကနေမြေကမ်းတစ်ပူပေါ်ရောက်အောင်ခုံပြီးပြန်တော့တာပါပဲနေစဉ်နေတိုင်းမိုးလင်းလာတာနဲ့ကျွန်းမော်ကိုရောက်အောင်ပြန်သွားနေတဲ့မြောက်ကလေးကိုမြစ်ထဲမှာရှိနေကြတဲ့ငါးတွေပဇွန်တွေလိတ်တွေမိချောင်းတွေကမြင်နေရတာပေါ့ကွယ်အမောင်မိချောင်းကျွန်းမော်ကိုအရောက်သွားပြီးကျွန်းမော်ကတစ်သီးတွေကိုနေ့တိုင်းလာစားနေတဲ့ဟောဟိုကမြောက်ကလေးရဲ့နှလုံးသားကိုစားကျင်လှပါပြီတဲ့အဲ့ဒီမြောက်ကလေးရဲ့နှလုံးသားကိုမစားရရင်ဖြင့်ရွှေရင်ကွဲလို့တေပွဲဝင်ရပါလိမ့်မယ်မောင်တော်ရဲ့လို့မိချောင်းမလေးကသူ့လင်းတော်မောင်မိချောင်းကိုပူဇော်လာတယ်ဒီအတွက်တော့ဖြင့်စိုးရင်ကြောင်းကြတော့ကပွားမနေပါနဲ့နှမတော်အလိုရှိတော်မူတဲ့အဲ့ဒီမြောက်ရဲ့နှလုံးသားကိုမောင်တော်ကိုယ်တိုင်ဆောင်ခြင်းလို့ပေးပါမယ်လို့မိချောင်းကြီးကပြန်ပြောတာပေါ့ကွယ်လင်းတော်မောင်မိချောင်းကကျင်သက်လျာမိချောင်းမလေးရဲ့ဆိုသမျှကိုအလိုကျဖြည့်ဆည်းပေးနေကြပဲကျင်ရတော်မိချောင်းမလေးပူဇော်လာတဲ့မြောက်ကလေးရဲ့နှလုံးသားကိုရယူပေးဖို့အကြံထုတ်နေတာပေါ့ဒီမြောက်ကလေးကကျွန်းပေါ်ကနေကြောက်ဖြာပေါ်လာတယ်ကြောက်ဖြာပေါ်ကနေပြီးတော့မြေကမ်းတစ်ဖက်ကိုခုန်ကူးသွားနေကြပဲရေဇက်ကကြောက်ဖြာအောက်ရေဇက်နားမှာစောင့်နေပြီးကြောက်ဖြာပေါ်ကိုမြောက်ကလေးရောက်လာတာနဲ့ဖမ်းယူရမယ်ဖမ်းမိတာနဲ့မြောက်ကိုအသေးသက်ကိုက်ဖြတ်ပြီးသူ့ရင်ထဲကနှလုံးသားကိုထုတ်ယူရမယ်လို့စိတ်ကူးကြံစီပြီးလင်းတော်မောင်မိချောင်းဖြစ်သူကကြောက်ဖြာအောက်ရေစက်မှာဝင်ပြီးပုန်းနေလိုက်တယ်ကလေးတို့ရဲ့ကြောက်ဖြာကြီးပေါ်ကိုမြောက်ကလေးရောက်လာမဲ့အချိန်ထိစောင့်ပြီးနေတာပေါ့မြောက်ကလေးကလည်းအရင်နေ့တွေတုန်းကလိုပဲတနေ့လုံးအသီးတွေကိုစားပြီးပြန်ချိန်ရောက်လာတော့ကြောက်ဖြာကြီးစီကိုသွားဖို့ခြေလမ်းပြင်လိုက်တယ်ကြောက်ဖြာကြီးကိုမြင်နေရတာပေါ့အလိုဒီကနေ့မှကြောက်ဖြာကြီးကလည်းထူးထူးခြားခြားမြင့်တက်လို့နေပါရော့လားရေလဲမတိုးရေလဲမလျော့ပဲကြောက်ဖြာကြီးမြင့်တက်နေတာထူးဆန်းလှပါပြီးတော့တယ်ငါကိုအန်ရီပေးမဲ့အန်ရီကောင်းကများကြောက်ဖြာကြီးအောက်မှာဝင်ပုန်းနေလို့ကြောက်ဖြာကြီးကမြင့်တက်နေတာလားလို့မြောက်ကလေးကစဉ်းစားမိတယ်တဲ့မြောက်ကလေးက
ကြောက်ဖြာပေါ်ရောက်အောင်မသွားသေးဘူးခါရိုင်းနေတွေထက်မြင့်တက်နေတဲ့ကြောက်ဖြာကြီးကိုကြည့်ပြီးတွေးနေတယ်အင်မတန်တတိကောင်းတဲ့မြောက်ကလေးပါပဲကြောက်ဖြာကြီးကိုကြည့်ပြီးတွေးနေရင်ကအသိစိတ်တစ်ချက်ဝင်လာပါလေရောကြောက်ဖြာအောက်မှာအန်ရပေးနိုင်တဲ့တတဝါရှိမရှိသိရအောင်ဥပဲတမြင်နဲ့ညံစင်ရတော့မှာပါပဲလို့မြောက်ကလေးကဘလို့ညံစင်ရမလဲဆိုတာကိုအကြံထုတ်တယ်အကြံထုတ်လိုက်တော့အကြံကောင်းကပေါ်လာတာပေါ့ကလေးတို့ရဲ့အိုးကြောက်ဖြာကြီးပြိုးကြောက်ဖြာကြီးကျွန်းမော်ကနေပြီးကြောက်ဖြာကြီးကိုလှမ်းခေါ်လိုက်တယ်ပြိုးကြောက်ဖြာကြီးအဲ့ဒီလိုနဲ့မြောက်ကလေးကခေါ်လိုက်တဲ့အတန်ကိုကြောက်ဖြာကြီးအောက်မှာပုန်းနေတဲ့မိချောင်းကကြားနေရတာပေါ့ကလေးတို့ရဲ့မိချောင်းကအတန်မပေးပဲငြိမ်ပြီးနေလိုက်တယ်ဒါနဲ့ပြိုးကြောက်ဖြာကြီးဒီကနေ့နှုတ်ဆိတ်လာကြည်လားဗျကျွန်ုပ်ခေါ်နေတာမကြားလို့လားလို့မြောက်ကလေးကကြောက်ဖြာကြီးကိုထပ်ပြီးအော်ပြောလိုက်တယ်မြောက်ကလေးပြောနေတာကိုကြားနေရတဲ့မိချောင်းကအတွေးတစ်ခုဝင်လာပါလေရောတဲ့ဧကနကြောက်ဖြာကြီးကစကားပြောတတ်နေတာဖြစ်ရမယ်မြောက်ကလေးခေါ်နေတာကိုမထူးပဲနှုတ်ပိတ်နေတာကငါရှိနေတယ်ဆိုတာသိအောင်လုပ်နေတာပဲဖြစ်ရမယ်ငါရှိနေတာသိရင်ကြောက်ဖြာဘောကိုမြောက်ကလေးလာမှာမဟုတ်တော့ဘူးဒီတော့ကြောက်ဖြာကြီးကမပြောရင်ငါကပြောရတော့မှာပဲဒီတခါမြောက်ကလေးကခေါ်ရင်ပြန်ပြီးထူးလိုက်မယ်လို့မိချောင်းကစဉ်းစားထားတယ်ပြိုးကြောက်ဖြာကြီးကျွန်တော်ခေါ်နေတာကြားရဲ့လားဗျမြောက်ကလေးကထပ်ပြီးអော်လိုက်တယ်ဟူးဟူးဟူးကြောက်ဖြာအောက်မှာပုံးနေတဲ့မိချောင်းကတဝူးဝူးអော်ပြီးအတန်ပေးလိုက်တော့တာပါပဲတဝူးဝူးအတန်ပေးနေတာဘသူလဲဟဲ့မြောက်ကလေးကမေးလိုက်တာပေါ့ငါကွမိချောင်းမင်းဘာလုပ်နေလဲဟဲ့မင်းရဲ့အသားကိုစားပြီးမင်းရင်ထဲကနှလုံးသားကိုယူမလို့စောင့်နေတာမိချောင်းကမထူးတော့ဘူးဆိုပြီးရေအောက်ကနေထွက်လာပြီးကြောက်ဖြာဘောကိုမေးတင်လိုက်တော့တာပါပဲဒါဆိုရင်ငါကြံအောင်ပြီငါအသားနဲ့ငါနှလုံးသားကိုပေးလှူဖို့ဆုံးဖြတ်ပြီးသားပါဘသူလာပြီးအလှခံမလဲမသိလို့အလှခံပုတ်ကိုမျှော်နေတာအခုတော့အတော်ပဲငါအသားနဲ့ငါနှလုံးသားကိုအသင့်ထံပေးလှူတယ်ငါကိုတင်ဖမ်းစရာမလိုပါဘူးတင့်ကတွင်ထဲရောက်အောင်ငါဝင်ပေးပါမယ်တင့်ကတွင်ထဲကိုငါဝင်လို့ရအောင်သာတင့်ကတွင်ကိုဖွင့်ဟပေးပါလောအဲ့ဒီလိုမြောက်ကပြောတော့မိချောင်းကသဘောတွေ့သွားတာပေါ့ဖမ်းစရာမလိုပဲကတွင်ထဲကိုအလိုလိုဝင်လာမဲ့မြောက်သားကိုစားရတော့မယ်ရင်ထဲကနှလုံးသားကိုလည်းအရယူရတော့မယ်ဆိုပြီးမိချောင်းကဝမ်းသာနေတာပေါ့ကလေးတို့ရဲ့ဒါဆိုငါရဲ့ green ကိုတင်ဝင်လို့ရတဲ့အထိဝင့်ဟထားမယ်အတင်ဝင်လှဲ့လောမိချောင်းကသူ့ green ကိုအစွမ်းကုန်ဖြဲဟပြီးတော့တာပါပဲမိချောင်းကသူ့ green ကိုဖြဲဟလိုက်တာနဲ့သူ့မျက်စိတွေကအလိုလိုပိတ်မိပြီးသားဖြစ်နေတယ်မိချောင်းရဲ့ green ဟတာနဲ့မျက်စိတွေကိုပိတ်မိနေပြီဆိုတာမြောက်ကသိနေတယ်မိချောင်း green ဟလိုက်တာနဲ့တပြိုင်နက်ကျုံးမော်ကနေမိချောင်းရဲ့ခေါင်းမော်ရောက်အောင်လွှားကနေခုန်တက်ပြီးမိချောင်းခေါင်းမော်ရောက်တာနဲ့ညက်တစ်ပြက်အချိန်အတွင်းမှာပဲလွှားကနေထပ်ဆင့်ခုန်လိုက်တော့မြေကမ်းနှစ်ပူးပေါ်ရောက်သွားပါလေရောတဲ့ကွယ်မိချောင်းရဲ့အသေးသက်ကိုက်ဖြတ်ခြင်းကိုခံရမဲ့အသက်အန္တရာယ်ဘေးကမြောက်ကလေးလွတ်မြောက်သွားတယ်ကလေးတို့ရေမြောက်ကလေးအသက်အန္တရာယ်ဘေးကဘာလို့လွတ်မြောက်ခဲ့ရသလဲဆိုရင်အရာရာကိုတတိလက်လွတ်မဖြစ်ပဲစဉ်းစားဆင်ခြင်မျှော်မြင်နိုင်တဲ့အသိဉာဏ်ကြောင့်ပဲမဟုတ်ပါလားကွယ်ဒီလိုပုံမြင်ကောင်းလေးတွေကိုနားထောင်ခြင်းနဲ့ဟုတ်ဒါဆိုရင်တော့ Mama Story House Channel လေးကို Like and Subscribe လေးလုပ်ထားနော်